အရာအလုံးကအထက်တန်းကျောင်းသားဘဝကနေစတင်ခဲ့တာပါကျိုးဆောင်ကြီးတယောက်ရိုးယုံကြီးကိုမြင်မြင်ချင်းချစ်မိသွားခဲ့တာပါသူမကိုကာကွယ်ပေးဖို့အတွက်သူဟာဘယ်တော့မှရန်မဖြစ်တော့ပါဘူးလို့ကတိပေးခဲ့တယ်လို့သူမနဲ့နှီးဆက်ဖို့အတွက်မဖြစ်နိုင်တဲ့ရည်မှန်းချက်တွေကိုလည်းအကောင့်ထဲပေါ်ခဲ့သူပါဒါဟာတစ်ဖက်သက်အချစ်ဆိုတာထက်ပိုတဲ့ဖြူစင်တဲ့တန်ရောစင်တစ်ခုရဲ့အစပျိုးခြင်းပါပဲချစ်ရသူကိုကာကွယ်ဖို့အတွက်သူဟာရေကူးပြန်ပွဲမှာအစွမ်းကုန်စူးစမ်းခဲ့ပါတယ်ရလက်ကရှုံးနိမ့်ခဲ့ပေမဲ့သူမရဲ့ဂရုစိုက်မှုနဲ့အနားမှာရှိနေပေးခြင်းကသူ့အတွက်တော့တစ်ကမ္ဘာလုံးကိုအောင်နိုင်လိုက်တယ်လို့ပါပဲဒီအချိန်မှာသူတို့နှစ်ယောက်ဟာအနာဂတ်အတွက်အိမ်မက်တွေအတူတူမခဲ့ကြဘူးပါတယ်မထင်မှတ်ပဲခွဲခွာခဲ့ရပြီးနောက်မှာကျိုးဆောင်ချီဟာသူမရှိရဲ့တက္ကသိုလ်ထိရောက်အောင်အယူအမှုစူးစမ်းခဲ့ပါတယ်ဒါပေမဲ့လက်တွေ့ဘဝကသူထင်တယ်လို့တော့မဟုတ်ခဲ့ပါဘူးအချစ်ဦးနဲ့ပြန်ဆုံချိန်မှာသူမမှာတခြားလူတစ်ယောက်ရှိနေခဲ့ပြီးဒါပေမဲ့ကျိုးဆောင်ချီကတော့လက်မလျှော့ခဲ့ပါဘူးသူမအနားမှာရှိနေခွင့်ရဖို့အတွက်ဘာမဆိုလုပ်ပေးဖို့အသင့်ရှိနေခဲ့ပါတယ်လက်တွေ့ဘဝရဲ့ဖိအားတွေနဲ့ကိုယ်ပိုင်အတ္တတွေကြားမှာမင်းနဲ့ဆုံခဲ့မိတာငါနောင်တရတယ်ဆိုတဲ့စကားတစ်ခွန်းကိုသူမရင်းပြောဆိုမိခဲ့ပါတယ်။အဲ့ဒီစကားတစ်ခွန်းကပဲသူတို့ရဲ့15နှစ်တာတိဆောက်ခဲ့တဲ့တန်ရောစင်တရားကိုအပြီးတိုင်ဖြိုချလိုက်တယ်လို့ဖြစ်သွားခဲ့ရပါတယ်။2021ခုနှစ်မှာတော့သူမမျှော်လင့်ထားတဲ့မင်္ဂလာဆောင်ဖိတ်စာတစ်စောင်ရောက်လာခဲ့ပါတယ်။ကိုချစ်ရတဲ့သူကတခြားတစ်ယောက်နဲ့လက်ထပ်တော့မယ်။သူဟာနောက်ဆုံးအချိန်ဖြစ်သူမစီကိုပြေးသွားခဲ့ပါတယ်။ဒါပေမဲ့ဒါဟာဇလန်းဟောင်းကိုပြန်ဆောက်ဖို့မဟုတ်ပါဘူး။အချစ်ဦးကိုအကောင်းဆုံးနှုတ်ဆက်ဖို့အတွက်ပါမင်းကိုတွေ့ခဲ့ရတာငါဘဝရဲ့အကုန်ယူရဆုံးအရာပဲဆိုတဲ့စကားနဲ့တူကျိုးဆောင်ကြီးဟာသူမရဲ့ပျော်ရွှင်မှုကိုငေးကြည့်ရင်သူ့ရဲ့15နှစ်တာအချစ်ဦးကိုပြုံးပြုံးလေးလက်လွတ်လိုက်ရပါတော့တယ်